ဒီပုဂ္ဂိုလ်ခင်ဗျားတို့ဘယ်လောက်ထိရက်ဆက်တယ်ရုပ်မာတယ်ဆိုတာကိုကျွန်တော်တို့ကအခုတဖြည်းဖြည်းနဲ့တက်တည်ပြလာတဲ့ပုံစံမျိုးတွေကိုကျွန်တော်မြင်နေရတယ်အဲ့တော့စစ်တပ်ကိုကျွန်တော်တို့မစော်ကားဘူးနော်စစ်တပ်အားပေးထောက်ခံသူတွေအားလုံးကျွန်တော်ဝေဖန်လို့တော့ရှိတယ်ဘာလဲဆိုလို့ခင်ဗျားတို့နာမည်နဲ့မွေးထုတ်ပေးလိုက်တာပါအဘဘောမဖြစ်နေမွေးထုတ်ပေးလိုက်တာမဟုတ်နာမည်တွေကိုယ်နာမည်တွေကိုမှတ်မိလားနောက်နေ့ကျရင်ငါနာမည်ငါမှတ်ပုံနေလိုက်ပြန်ကြည့်နော်အဘဘောမလားငါဟာဘယ်ခေါ်မလဲစစ်တပ်ထောက်ခံသူလားအဘဘယ်ခေါ်မလဲဆိုလို့ရှိရင်အဖေပေးတဲ့နာမည်အမေပေးတဲ့နာမည်နဲ့ရှင်တန်နဲ့ဆိုတာမေးချင်တာအဲ့တော့ဒါတွေအားလုံးကကျွန်တော်တို့ဒါစစ်တပ်ကိုအပုတ်ချနေမှာမဟုတ်ဘူးဖြစ်နေတာကိုပြင်ဆင်သင့်တာကိုကျွန်တော်တို့ကအကြံပေးနေတာဖြစ်တယ်ဒါဘု து အတွက်လဲတက်မတော်အတွက်လည်းအရေးကြီးသလိုပြည်သူအတွက်လည်းအရေးကြီးတယ်နိုင်ငံအတွက်လည်းအရေးကြီးတယ်ဒါကျွန်တော်တို့ဒီမိုကရေစီစစ်တပ်လို့ကိုခံယူထားလို့ရှိရင်ကျွန်တော်ရဲ့ပြောဆိုမှုတွေဟာနိုင်ငံသားတယောက်ရဲ့အခန်းကဏ္ဍမှာပါပါတယ်နော်ဥပဒေနဲ့အညီပဲကျွန်တော်ပြောသားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်ဒီအခြေခံဥပဒေရှုထောင့်တွေကနေပြီးတော့နိုင်ငံသားတယောက်ရဲ့အခွင့်အရေးကိုအသုံးချပြီးတော့နိုင်ငံတော်မှာလိုအပ်နေတဲ့အရာတွေဖြစ်နေတဲ့အရာတွေကိုပြင်ဆင်မှုအတွက်ကျွန်တော်တို့တိုက်တွန်းနှိုးဆော်နေခြင်းဖြစ်တယ်ဘယ်သူအတွက်လဲဒါဟာနိုင်ငံအတွက်ကောင်းဖို့ဖြစ်တယ်တက်မတော်သားတွေအားလုံးရဲ့အကျိုးစီးပွားအတွက်ဖြစ်တယ်အဲ့တော့ဆွမ်းနာပြောသလိုပေါ့တက်မတော်သားတွေလည်းမပြောရဲပြည်သူလည်းမပြောရဲဖမ်းသွားတယ်ဖမ်းလာဆွဲတဲ့ပုံစံမျိုးဖြစ်နေတာဒါမျိုးချင်းချောက်ထားပြီးတော့ဒီလိုမျိုးလုပ်နေတဲ့လူတယောက်ကိုနည်းနည်းနှိမ့်ဆုံးတော့ဝေဖန်အကြံပြုမှုတွေတော့ရှိရမယ်ခင်ဗျာနော်စစ်တပ်ကလည်းစစ်သားတွေပင်ကြောက်ရွံ့နေကြတာခင်ဗျားတို့စစ်သားတွေကိုအပြစ်ပြောမယ်ဆိုလို့ရှိရင်အမှန်ပဲစစ်တပ်မှာကလေနည်းနည်းလေးပြောတဲ့ပုံစံမျိုးတွေရှိလို့ရှိရင်ခေါ်စစ်ကြောရေးရောက်သွားပြီဆိုရင်သေအောင်ကြောက်ရတာစစ်ကြောရေးရောက်သွားလို့ရှိရင်စစ်သားချင်းလည်းမညံ့အောင်နော်စစ်ကြောရေးရောက်သွားပြီဆိုအဲ့လူကသေလမ်းပဲရှိတဲ့ပုံစံမျိုးဖြစ်နေတယ်အဲ့တော့စစ်ကြောရေးပါသွားတဲ့တပ်မတော်သားလေးတွေနော်လက်သေးပုံတော့ပြန်ပါမလားဟုတ်ဗျာဒါစစ်သားချင်းတော့မှလက်သေးပုံပြန်မပါဘူးနော်ဟုတ်လားအဲ့တော့ခင်ဗျားတို့ဒီစစ်ကြောရေးရောက်ပြီးတော့ဒီပေါ့ခင်ဗျားတို့တော်လိုင်းရေးအားပေးထောက်ခံတဲ့သူတွေဆိုလို့ရှိရင်တော့စစ်ကြောရေးရောက်ပြီးတဲ့ခါမှာတို့သွားတွေအောင်ပြန်မပါလာတဲ့သူရှိတယ်ဒါမျိုးတွေလုတ်တင်လာဗျာနော်ပေါင်နေ6တွေမှာလဲဟိုတနေ့ကဗီဒီယိုကွန်ဆို leak ဖြစ်လာတဲ့ဒီပေါ့ဗီဒီယိုဖိုင်တွေကိုကြည့်မိပါတကယ်ကိုတနာဖို့ကောင်းပါတယ်နော်လူတွေကိုလူမဆန်စွာတတ်ဖြတ်နေတာတွေနော်တို့နာမည်နဲ့တော်လိုင်းရေးအားပေးထောက်ခံတယ်ထောက်ဖို့ဖြစ်လို့ဆိုပြီးတော့မန္တလေးနန်းတွေနဲ့ပါသွားတယ်အဲ့ဒီသူတယောက်ကလေတခါလဲလုံးဝအစအနပျောက်ထွက်သွားပြီလူကိုအဲ့တော့နိုင်ငံတော်အဆင့်ဒါကမလုပ်သင့်ဘူးဗျာနော်မလုပ်သင့်ဘူးနိုင်ငံတော်အဆင့်ညှင်းမဲ့နှိပ်စက်မှုနိုင်ငံတော်အဆင့်လက်စဖြောက်မှုအလောင်းဖြောက်မှုနိုင်ငံတော်အဆင့်လူသက်အလောင်းဖြောက်မှုတွေကျူးလွန်နေတာအခုစစ်တပ်ကမပြောချင်မလဲကျွန်တော်ပြောရတာပါအဲ့တော့ဒါတွေကိုခင်ဗျားတို့ဆင်ခြင်ဖို့လိုတယ်အဲ့တော့ခင်ဗျာကျွန်တော်တို့လာပြောတယ်ကြာချိုးရလဲခင်ဗျားတို့ဖက်စစ်စစ်တပ်ဘာဖက်စစ်စစ်တပ်လဲပေါ့နော်ကျွန်တော်လည်းတပ်မတော်အားပေးထောက်ခံသူတွေဆိုတော့ကောင်းတဲ့စစ်တပ်မတော်သားတွေအများကြီးရဲ့မျက်နှာပဲကျွန်တော်ကလည်းပေါ်ခေါ်မဆိုတပ်မတော်သားပေါင်းမှုတဲ့ပုံမှာမူတည်တာဟုတ်တပ်မတော်သားနဲ့ပေါင်းသိတဲ့နေရာမှာလဲကျွန်တော်တို့နဲ့ပေါင်းသိခင်မင်းတဲ့တပ်မတော်သားတွေတကယ်တော်ပါတယ်နော်အဲ့တော့တပ်မတော်နဲ့ပတ်သက်လာလို့ရှိရင်အဲ့ကြောင့်မို့ကျွန်တော်ကပြန်ပြီးတော့ခြေပါဖြောက်လွဲရတော့ဗျာဖြောက်လွဲတဲ့ခါမှာတော့မင်းတို့တပ်မတော်နဲ့ပတ်သက်လာလို့ရှိရင်မင်းတို့ရဲ့ခံစားချက်ကိုကျုပ်တို့မယုံဘူးလို့မပြောဘူးတပ်မတော်ကစစ်သားတွေကပေါ့နော်မရင်းချင်းနဲ့တပ်ဖြတ်တယ်ဆိုတော့မယုံဘူးလို့ကျုပ်တို့မပြောဘူးဘာကြောင့်လဲတတိပုဂ္ဂလတွေ့ကြုံခံစားချက်တွေအားလုံးဟာလည်းမှတ်သားထားရမယ့်အရာတွေဖြစ်တယ်အထို့တူတပ်မတော်နဲ့တွေ့ပြီးတော့ဘယ်လိုခေါ်မစိတ်ချမ်းသာလာတဲ့သူတွေတပ်မတော်လေးစားလာတဲ့သူတွေအများကြီးရှိတယ်အဲ့တော့တပ်မတော်မှာကောင်းတဲ့သူရှိမကောင်းတဲ့သူရှိကျွန်တော်တို့မှာရှောင်လဲခြေပရတာပါဗျာနော်ဒါပေမဲ့လည်းလုံနေတာတွေကတော့တကယ်အမှန်ပဲနော်မနက်ခေါ်လောင်းပြောက်သွားတာတွေလူရောပါအပြောက်ရိုက်တာနော်အပြောက်ရိုက်တဲ့ပုံစံမျိုးတွေထိရှိတယ်အဲ့တော့နိုင်ငံတော်အဆင့်လူသက်အလောင်းဖြောက်မှုကိုကျူးလွန်နေတာဖြစ်တယ်နော်နိုင်ငံတော်အဆင့်ညှဉ်းပန်းနှိပ်စက်မှုကိုကျူးလွန်နေတာဖြစ်တယ်အဲ့တော့ဒီလိုမျိုးတွေ6ထားမှတော့စစ်သားတွေကလည်းစစ်သားတော်မှပွင့်ရင်ပြောဆွမ်းနာပြောတော့လက်သေးပါမလားစစ်ကြောရေးရောက်သွားမှစစ်သားတွေပြင်ရင်ကြောက်တယ်နော်စစ်သားတွေပြင်ရင်ကြောက်တယ်အဲ့ဒီအတွက်ကြောင့်မို့လို့စစ်တပ်ထဲမှာလည်းအကြောက်တရားတွေနဲ့အဲ့တော့ဦးမင်းအွန်လိုင်းကဘယ်လိုလူစားမျိုးလဲဆိုတာခင်ဗျားတို့သိစေချင်တာ